ကရှော့စေးလေးတစ်ခါပြန်လုပ်ပေးမယ်နော်တရားနဲ့တစ်စေးတန်းရှော့စေးမင်းကလေးတန်းယောက်ျားလေးတန်းတုံးလို့ရတယ်ပေါ့နော်မင်းကလေးတွေဆိုတုံးမဖြစ်တုံးကိုတုံးတင်တဲ့အရာတွေပဲပေါ့နော်ရှော့စေးတရားနဲ့တစ်စေးခွေတီပလို့ရနေတဲ့ပုတ်ကအပီစင်းလုပ်ပေးသွားမယ်လောနဲ့ဒီတလောကလေတူချင်းချင်းမဲ့အရှင်တော့မရှိဘူးကဲပါလိပါမယ်ဆိုရင်တစ်ချက်ပြပေးမယ်နော်အခုလေတွားစာရှိရလောနဲ့ရိုက်လိုက်တော့မယ်နော်ကဲပြစေးမင်းမကိုပြစေးတန်းစေးဆက်ပြရဖြူစင်းရတာနာအနန်းဆိုတက်တာတွေကိုတက်တာပေးတယ်မင်းမကိုတွေကိုလည်းနုံညံ့ညံ့နဲ့မင်းမကိုတန်းစင်ပေးတယ်မင်းမကိုတန်းစင်စေးဆက်ပြရတပူပါမယ်မျက်နှာတစ်စေးတပူပါမယ်မျက်နှာတစ်စေး100 gram နဲ့မျက်နှာတစ်စေးတပူပါမယ်ဒီလန်ခွန်တူနာဘူးအလက်ဆိုင်ပေါ့နော်လက်တင်နဲ့လန်ခွန်တူနာဘူးအလက်ဆိုင်125 ml နဲ့ဟာတပူပါမယ်နေကနော်ဒီနေကဆိုတော့အရန်ကောင်းတယ်သူကလေအတက်လေးဖြစ်ပေးတယ်မျက်နှာ73ပေးရင်မျက်နှာလေးဖြူလာပေးပေါ့နော်ဒီနေကလေးတပူပါမယ်ပြာဆိုတော့တူတဲ့အသေးစိတ်ဖြစ်တဲ့တော့ခုကွန်ပေါင်းဒီမတ်တပူလက်ဆောင်ထည့်ပေးမယ်ဒီဟာကတပူမှာစေချက်ပါနော်ဒီလိုမျိုးအဆက်စေချက်ပါနော်ပြီးလို့ရှိရင်နှခမ်းနေဒီအရင်ဆိုကောင်းတယ်မှာအမအခုဆိုထားနှခမ်းဒီနှခမ်းနေအရင်လာနှခမ်းနေရောတခုထည့်ပေးမယ်ဒိုနာကိုထိုးလက်ဆောင်ထည့်ပေးမယ်ဒီဟာအကုန်လုံးကမှ130ခွဲတီပို့လို့ရနေတဲ့အပုတ်ကအပြီးစင်းနဲ့ပုတ်ပြီးတော့မဟုတ်ပါတယ်လို့နော်ဒီမှာဒီဆိုင်ခင်ဆိုလို့ရှိရင်တုံးလို့အရန်ကောင်းတယ်ပေါ့နော်ဒီမှာသူကလုံးဝကိုမင်းဆက်ရုံတိုက်ရိုက်ကနော်ဖြူရတယ်လေဖက်လို့ရပါတော့တုံးလို့အရန်ကောင်းတယ်လင်းပြီးလို့ရှိရင်လေအေးလေးနဲ့အသားကလိုးနေတာမျိုးရေတက်ဖြစ်ပြီးအေးလေးနဲ့အသားရေကလိုးနေတာမျိုးနော်ဒီကလင်းပြီးလို့ရှိရင်ပြရှင်းကွက်ရှင်းဖြူလို့ပင်းသွားတာမျိုးလုံးဝမဖြစ်စဘူးအသားသေးစိတ်ဝင်ဖို့လည်းအရန်လွယ်တယ်အရန်လွယ်ကူတယ်ပေါ့နော်ဒီမှာလင်းပြီးလို့ရှိရင် glow glass skin လည်းမျိုးဖြစ်ပေးတယ်အေးလေးနဲ့အရန်နေလို့ကောင်းတယ်ပေါ့နော်ဆန်းချုံလေးတပူလေးထည့်ထားပေးရနော်ပြီးလို့ရှိရင်ဒီမင်းကိုပြစေးဆက်ပြရင်ယောက်ျားလေးမင်းကလေးတိုင်းကအရေးကြီးဆုံးမင်းကလေးတိုင်းဆိုဒီအဖုတ်တွေဆိုဖြစ်တယ်လို့ဆေးလို့မရောက်လေနော်ဒီဟာမင်းကိုစေးဆက်ပြတပူတော့ဆောင်ထားတဲ့အကုန်လုံးတုံးတင်တဲ့ပစ္စည်းတွေပဲပေါ့နော်အတုံးလို့တဲ့ပစ္စည်းတွေပဲမလုပ်ပြန်နော်တစ်ခါပြန်ပြပေးမယ်နော်မင်းကိုစေးဆက်ပြရဲတပူပါမယ်ပြီးလို့ရှိရင်မျက်နှာတစ်တပူပါမယ်ပြီးရင်လက်ခွန်တုံနာသူအလက်ဆိုင်တပူပါမယ်ပြီးလို့ရှိရင် sun cream နဲ့ကပေါ့နော် sun cream တပူပါမယ်ပြီးရင်မျက်နှာဖြူတင်ပြောက်ရတဲ့ဖြစ်ဒီပေါင်းတယ်မတ်တော့ခုပေါင်းတယ်မတ်တပူမှာဆေးချက်ပါလေတပူပါမယ်ပြီးရင်တုံနာကွန်းတပူပါမယ်နှခမ်းနေစစ်စရာလေးနှခမ်းနေတစ်ချောင်းပါမယ်ဒီအကုန်လုံးကမှ130ဒီ short ဆဲကအမကလူအယောက်400စာပဲလုတ်ထားပေးနော်လူအယောက်400စာပဲလုတ်ထားပေးတဲ့ကြောင့်လူအယောက်400ပြည့်ရနေမှာနားလိုက်မဟုတ်ပါတယ်လို့တော့အကြောင်းကဲမယူရှင်တဲ့လူတွေနော်တော်တော်များများက short ဆဲရှိရရှင်မလို့ short ဆဲပြီးတော့အမကြီး short ဆဲရသေးလားခင်းတော့လေးပြေပဲအခုကဘယ်သူဆိုဝင်နေတယ်နော်130ပဲနော်မြန်လေးနော် short ဆဲဆိုအမြဲတမ်းဆိုအမစမအိုတာဝက်ကွဲပေါ့နော်ဒီခါတလေပစ္စည်းတော့မလောက်တော့မျိုးတော့ဖြစ်တယ်အဲကြောင့်မို့ဒီတစ်ချိန်ကျတော့ပစ္စည်းမလောက်တာမျိုးတွေလုံးဝမဖြစ်စေရအောင်လူအယောက်400စာတိလူအယောက်400တိကိုပဲလောက်ထားပေးတယ်ပစ္စည်းလဲလူအယောက်400စာပဲလောက်ထားပေးရှိပေါ့နော်အဲကြောင့်ကဒီ400ပြည့်ရတယ်အမှနားလိုက်မှာဟုတ်ပါတယ်လို့နော်ကဲလူရှင်တဲ့လူတွေအော်ဒါလာမယ်လို့ရပြီနော်ပြီးအမျိုးနဲ့ဆိုလို့ရှိရင်တစ်မျိုး2မျိုး3မျိုး4မျိုး5မျိုး6မျိုး9မျိုးပေါ့နော်ဒီခုနှစ်မျိုးကို130ခွဲတီပို့လို့ရနေတဲ့အတိုင်းပုတ်ကအပြီးစင်းတော့ဟိုရမယ်ကြောင်းလေစားရတဲ့ကိုလောဆယ်ရေးစလိုက်တော့ခရင်တနာကိုအေဂရမ်ဆိုးစေကလို့တဲ့အဲ့ဒီမှာကအကွန်ချုပ်လာကြည့်ရတဲ့တဲ့တုတ်စားတဲ့ရဲလူတူဟာရှိတော့ရဲနေအဲ့မနာတော့တဲ့တော့တဲ့တဲ့နေချောင်းသူခုမှုတဲ့ဖောင်ရရှိပဲစလိုက်ရနာဟိုကလာငါတန်းရဲနေမမတဲ့စွန်ရဲနေလူလာစွန်တန်းမရှာနေစွန်နာအရင်လာရတာဝန်လာရမြင်တော့ငါတာဝန်လာရရဲ့လူစလိုက်တဲ့ငါစွန်လူစလိုက်နေရဲမမတဲ့နေမငါကဆိုးမဲငါစွန်မြတဲ့ရှာခုမှုအင်းတဲ့စုံမှုကဲစမဲ့တဲ့ဆိုတဲ့တဲ့စလိုက်လို့စနေချခရင်တနာဒုခဲချက်စလိုက်လာရန်ကိုမဲ့တဲ့တဲ့ဝင်တဲ့မြေမုန်းနဲ့စလိုက်ကိုလို့စကန်ချခရင်တနာဝင်တဲ့ဘရန်နဲ့စလိုက်ပုတ်ပင်တော့မြေရှုခတ်တော့ငါတနာလေး